အားလုံးပဲမင်္ဂလာပါဗျယနေ့ဒီဗီဒီယိုဖိုင်ခေါင်းစဉ်လေးကိုအလေပါဝါမူလို့ခေါင်းစဉ်ပေးထားပါတယ်ဗျဘာကြောင့်ဒီလိုခေါင်းစဉ်ပေးရလဲဆိုလို့ရှိရင်အရင်တစ်ပတ်ကတောက်ကြနေမနေ့ကနေ့ထွက်ကနန်းဖြစ်တဲ့65ညနေပိုင်းထွက်ကနန်းဖြစ်တဲ့36အလေမှာမနေ့နောက်ပိ9ညနေထိတ်3ထိတ်5ပါဝါ3ညအလယ်မှာပါဝါဖြစ်ထားပါတယ်ဗျဒီဖော်မူလာမူလေးကအခုတည်းကလွန်ခဲ့တဲ့5-6လလောက်ကဒီတင်ပေးနေကြဖော်မူလာဖြစ်ပါတယ်ဒီ channel မှာကကြတော့ကျွန်တော်မိတ်ဆွေများပြန်လည်ပြီးတော့မှတ်မိရအောင်မိတ်ဟောင်းမိတ်ဆွေများကတော့အထူးတလဲဒါပြနေစရာမလိုပါဘူးမှတ်မိကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့မိတ်ဆွေများနဲ့ဖော်မူလာကိုစိတ်ဝင်စားပြီးတော့ဝါသနာအရကြည့်ရှုကြတဲ့မိတ်ဆွေများပဲဖြစ်ဖော်မူလာကိုတကယ်ချစ်မြတ်နိုးပြီးတော့လိုက်ပြီးတော့ကစားကြတဲ့မိတ်ဆွေများအတွက်ပြန်လည်ပြီးတော့ဒါတင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဗျကဲတော့ကျွန်တော်ဒီ formula calendar မှာအလေပါဝါမူဖြစ်တဲ့အချက်ကြီးဘယ်တစ်ချက်ရှိလဲကျွန်တော်တို့အတူတူစစ်ပါမယ်ဒီမှာတစ်ခါလေးပြောဒါကျွန်တော်မိတ်ဆွေများကိုအသိပေးခြင်းပါတယ်ဗျပုံမှန် AI ကို generate လုပ်ပြီးတော့ကျွန်တော်ဗီဒီယိုတင်တာကကြတော့ကျွန်တော်ဒါဗီဒီယိုတင်ဖို့အခက်အခဲလေးရှိနေလို့ဗျနော်နောက်ရကြလို့ရှင်တော့ဒီ AI နဲ့ကျွန်တော်ဒါပြန်ပြီးတော့တင်ပြီးတော့မှာဖြစ်တယ်ဗျအခုဗီဒီယိုဖိုင်ကတော့ကျွန်တော်ဒါ calendar နဲ့သုံးသက်ချက်လေးပေါ့ဗျာနော်ကလင်နာလေးထောက်ပြီးတော့သုံးသက်ချက်လေးကျွန်တော်မိတ်ဆွေများလေးကြိုက်နေတက်ကြမယ်လို့မျှော်လင့်ပါတယ်ဗျအဲ့တော့နောက်တစ်ခုပြောချင်တာကမတွေ့ရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေများ comment မှာကျွန်တော်ဒါ RB စကားလေးတွေဝင်ရောက်ရေးခဲ့ပြီးပါအောင်နောက်တစ်ခုအနေနဲ့ဒီဗီဒီယိုဖိုင်ကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like လေးမှာလေးနှိပ်ခဲ့ပေးပါဗျကဲတော့ဒီကလင်နာမှာကျွန်တော်တို့အလေးပါဝါဖြစ်တဲ့အချက်ကြီးကဘယ်နှချက်ရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ1ချက်2ချက်3ချက်4ချက်5ချက်6ချက်9ချက်10ချက်9ချက်10ချက်11ချက်12ချက်12ချက်13ချက်14ချက်15ချက်16 19 18 19 20 21 22 23ချက်24ချက်25ချက်26 29 28 29 30 31 32 33 34 35ချက်ဒီအရင်တစ်ပတ်ကတောက်ကြနေနေဆိုလို့ရှင်ဒါ35ချက်ပေါ့ဗျာနော်ဒီ35ချက်မှာဒါကျွန်တော်မိတ်ဆွေများကိုလည်းဒီကလင်နာမှတ်တမ်းပေါ့ဗျာနော်မှတ်တမ်းမှာဒီကိုသူရထုတ်ထားတဲ့ formula အလေကနန်းအလေပါဝါမူအရမူနှစ်ချက်ကဘယ်ကနန်းကဘလို့အားကောင်းနေဆိုတော့ကိုကျွန်တော်မိတ်ဆွေများအတူတူလိုက်ပါကြည့်ရှုလိုက်ပါဗျဒီဗီဒီယိုဖိုင်ကထန်ကုန်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ9မိနစ်ပတ်ဝန်းကျင်ပါပဲဗျာနော်ကဲတော့ကျွန်တော်တို့စလိုက်မယ်ဗျအလေပါဝါဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒါ zero break unit ပေါ့ဗျာနော်အလေပါဝါဖြစ်ပြီဆိုလို့ရှိရင် zero break ဘယ်လိုယူမလဲzero break ကကြတော့ကျွန်တော်ဒါအလေမှာပါဝါဖြစ်တာနဲ့ပေါ့ဗျာနော်ဒီဖြစ်တဲ့ပါဝါကိုကျွန်တော်ဒါမြန်လင်းချက်ချင်းများသောအဖြစ်3ရက်အတွင်းဒီမှာကျွန်တော်ဒါ16ပါဝါဖြစ်တယ်zero break 16 break ဒီမှာ1 break တန်းပြီးတော့ဆင်းနေဗျာနော်ဒီမှာဆိုလို့ရှိရင်ဒါ2ခွန် break ပါဆင်းလဲဆိုလို့ရှိရင်ဒီမှာ2 break ဆင်းနေဒီမှာလဲကျွန်တော်ဒါ2ခွန် break 2ခွန်ပါဝါထပ်ပြတယ်2ခွန် break မြန်လင်းချက်ချင်းများသောအဖြစ်3ရက်အတွင်း98ဆိုပြီးတော့ဆင်းပါတယ်ဗျာနော်ကဲမြန်လေး35ချက်ဆိုတော့မြန်လေးသွားမယ်ဗျကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ38ပါဝါ38 break မြန်လေးချက်ချင်းများသောအဖြစ်3ရက်အတွင်းဒီမှာ10 break ဒီမှာဆိုလို့ရှိရင်16 break 16 break 16 break ကဲဒီမှာကျွန်တော်ဒါ80နံပါတ်3ဆိုပြီးတော့ပေါ့ဗျာနော်မြန်လေးချက်ချင်းများသောအဖြစ်3ရက်အတွင်းဆိုပြီးမြဲတစ်ပတ်အတွင်းကိုဒါ4ရက်အတွင်း1 break ဆင်းနေအဲ့တော့ဒီမှာဆိုလို့ရှိရင်လေ16 break ဘာဆင်းမလဲ16 break က16 break ဒီမှာတော့နည်းနည်းလေးနောက်ကျသွားတယ်ဗျာနော်16 break ကဘာဆင်းမလဲဆိုတော့ကဲဒီမှာ6 break ပေါ့ဗျာနော်နောက်ကျသွားတယ်တပင်နောက်ကျတယ်ဗျာနော်တပင်နောက်ကျပြီးနောက်တပင်နေမြန်မလားကျွန်တော်တို့အတူတူဆက်ကြည့်မယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်9-3 break ဘလို့ဆင်းသွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ3 break မြန်လာတယ်2ရက်အတွင်းအဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း2ခွန် break 2ခွန် break power ဖြစ်တယ်အဲ့တော့မြန်လေးချက်ချင်းများသောအဖြစ်3ရက်အတွင်း2ခွန် break ကဲဒီမှာနောက်တစ်ရက်မှာပဲခွန် break 80တန်းပြီးတော့ဆင်းနေဗျအလဲပါဝါဖြစ်ပြီးဆိုလို့ရှိရင်ဖြစ်တဲ့အလဲပါဝါကိုကျွန်တော်ဒါ3ရက်အတွင်း break အနေနဲ့ဒါအလွယ်ကူဆုံးကစားလို့ရတယ်ဆိုတော့38 break power နောက်နေ့မှာကျွန်တော်ဒါ26ဆိုပြီးတော့10 break ဆင်းပါတယ်ဗျာနော်ကဲတော့ဒီမှာဆိုလို့ရှိရင်လေအလဲမှာ16 power ဖြစ်တယ်16 break ကျွန်တော်ဒါနောက်တစ်ရက်မှာ62ဆိုပြီးတော့ဒါနောက်တစ်ရက်မှာပဲတန်းပြီးတော့ဆင်းနေဗျ
အလဲပါဝါဖြစ်တယ်မြန်လင်းချက်ချင်းများသောအဖြစ်3ရက်အတွင်းဖြစ်တဲ့လဲပါဝါကျွန်တော်ဒါလီကူပါဝါမြန်မာပါဝါပေါ့ဗျာနော်တော့လီကူပါဝါကဘယ်လိုဆင်းမလဲဆိုလို့ရှိရင်ဒီမှာ2ရက်အတွင်း6 break ဆင်းတယ်ဒီမှာလီကူပါဝါဖြစ်တဲ့အတွက်ကြောင့်လီကူ break ဇာတုံးမွေးမယ်ဆိုရင်1-8ဆိုပြီးတော့6 break ကျွန်တော်ဒါနောက်တည့်မှာတန်းပြီးတော့ဆင်းပါတယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်38 break power 30နောက်တည့်တန်းပြီးဆင်းတယ်အဲ့တော့38 break power ဖြစ်တယ်အဲ့တော့ဖြစ်တဲ့ break power ကို2ရက်အတွင်းစာရုံးမြန်လင်းချက်ချင်းများသောအဖြစ်3ရက်အတွင်း2ရက်အတွင်း80 3ရက်2ရက်အတွင်းဒီမှာကျွန်တော်နောက်တည့်မှာ3 break အလဲ2ခွန် power ဖြစ်တယ်2ခွန် break 2ခွန် break ကကျွန်တော်တို့ကဲဒီမှာပြည့်ရရှိရင်ထိမ့်ပြီးတော့ကစားပါဗျာနော်ပြည့်ရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာလာပြီးတော့50နှစ်ဆိုပြီးတော့ compress ဆင်းပါတယ်ကဲဒီကိုရောက်ပြီဆိုတော့16 break power ကဲဘယ်လိုထွက်မလဲဆိုတော့16 break power ဒီတပင်လေးနောက်ကြတယ်ဗျာနော်ပြည့်ရရှိတဲ့အဘက်တွေဆိုရင်ထိမ့်ပြီးတော့ကစားဥပမာဒီအလဲပါဝါဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါသတ်မှတ်ထားတဲ့အလဲပါဝါကို break အနေနဲ့ကစားမယ်ပြက်ပင်ရှိလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်အကြိုက်ပါဝါpower break ဖြစ်လာဆိုတာဒီတစ်ချက်စဉ်းစားပြီးတော့ကျွန်တော်မိတ်ဆွေများကဒီနေရာမှာပြန်လည်သုံးသပ်ပြီးတော့ကစားကြပါလို့ကိုသူရအနေနဲ့ဒါမေတ္တာရက်ခံပါတယ်ဗျာနော်တိုက်တွန်းပါတယ်ဗျမေတ္တာရက်ခံဒါနဲ့ဆိုလို့ရှိရင်တိုက်တွန်းနေဗျာနော်ဒီမှာလီကို break power ဖြစ်တယ်အဲ့တော့လီကို break ဒီမှာနှစ်ချက်ဆင်းတယ်လီကို break power ဖြစ်တယ်ဒီမှာတန်းပြီးတော့မဆင်းသေးဘူးဒီမှာလီကို break power ထပ်ပြီးတော့ဖြစ်တယ်အဲ့တော့1ရက်2ရက်အတွင်းကို3.4ဆိုပြီးတော့တန်းပြီးတော့ဒီမှာဆင်းခဲ့တယ်ဗျာနော်2ရက်အတွင်းအဲ့တော့38 power ဖြစ်တယ်38 break နောက်တည့်မှာ3 break ဆင်းပါတယ်ဗျာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လေ4 break power ပါဆင်းတော့ဆိုတော့4 break power တဲ့ power ဖြစ်တော့ပြက်ပင်ရှိတယ်ဗျာနော်အဲ့တော့ဒီမှာက4 break ကနည်းနည်းနောက်ကျခဲ့တယ်ဗျ40ဆိုပြီးတော့ဆင်းတယ်ဗျာနော်အဲ့တော့ဒီတိုင်းလေးပဲယူသွားတာဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့က35ချက်မှာဆိုလို့ရှိရင်လုံအောကြုံရောကျွန်တော်ဒါပြစ်ပင်နေရှိလို့နောက်ကျတာက5ချက်6ချက်လောက်ပဲရှိမယ်ဒီ break power ကကျွန်တော်မိတ်ဆွေများအနေနဲ့ကိုကကစားဖို့ဘာကစားမှမသိသေးဘူးဒီ formula ချက်တွေနဲ့တိုက်ပြတာလေးကိုလေကျွန်တော်မိတ်ဆွေများကကလင်နာမှာပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ဗျာနော်အဲ့တော့ဒါအလေ power အလေမှာ power ဖြစ်ပြီဆိုလို့ရှိရင် power ဖြစ်တဲ့ကဏ္ဍတွဲကိုကျွန်တော်ဒါဇာရိုး break အနေနဲ့ကစားလို့ရပါတယ်ဗျာနော်ဒါလေးကတစ်ချက်ကျွန်တော်မိတ်ဆွေများဒါအကုန်ရှင်းမပြဘူးဆိုတာကူဝဲဗီဒီယိုလို့တာ9မိနစ်ဖြစ်သွားပြီဗျာနော်အဲ့တော့နောက်တစ်ခုထပ်သွားမယ်အလေမှာကျွန်တော်ဒါ power ဖြစ်ပြီဆိုလို့ရှိရင် power ကဏ္ဍနှလုံးပေါင်း9နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်ဒါ9ပတ်တီးဗျာနော်9ပတ်တီးကိုသူကစစ်ချက်ရဒီ35ချက်မှာကျွန်တော်ဒါရာခိုင်နှုန်းအပြည့်နီးပါးလောက်ကိုထွက်ပါတယ်ဗျာနော်မြန်လင်းချက်ချင်းများသောအဖြစ်3ရက်တွင်ကဲမြန်လေးဒီရှိတကြောလေးကိုကျွန်တော်တို့ဒါအတူတူကြည့်မယ်ဗျာနော်အဲ့တော့အလေမှာကျွန်တော်ဒါပါဝါဖြစ်တယ်ပါဝါကဏ္ဍနှလုံးပေါင်း16ပေါင်းတော့ကျွန်တော်ခွန်လုံးမိုင်ဘလို့ဆင်းသွားလဲဆိုလို့ရှိရင်ကျုံဒီမှာနောက်တည့်မှာခွန်လုံးမိုင်ဆင်းနေခွန်ပတ်တီဒီမှာဆိုလို့ရှိရင်ခွန်နှစ်ပေါင်းတော့9ခွန်နှစ်ပေါင်းတော့9နောက်တည့်မှာပဲ9တလုံးဆင်းနေဗျာနော်ဒီမှာဆိုလို့ရှိရင်38ပေါင်းတော့1တလုံးကကျွန်တော်ဒါနောက်တည့်ဆင်းနေမြန်လင်းချက်ချင်းများသောအဖြစ်3ရက်တွင်16ပေါင်းတော့ခွန်1ရက်2ရက်3ရက်4ရက်5ရက်ဒီမှာပေါ့ဗျာနော်ခွန်တလုံးဆင်းနေဇာရိုးပတ်တီပေါ့ဗျာနော်အဲ့တော့ဒီမှာကတော့4ရက်မြောက်မှာကြာသွားတယ်ကင်နောက်တစ်ချင်းခွန်တလုံးဒီမှာခွန်ကျွန်တော်နောက်တည့်တန်းဆင်းနေ3တလုံးနောက်တည့်တန်းဆင်းနေဒီမှာဆိုလို့ရှိရင်5တလုံး5တလုံးကဘယ်လိုဆင်းလဲဆိုလို့ရှိရင်ဒီတပင်က4ရက်မြောက်5ရက်မြောက်မှာကျွန်တော်ဒါ5တလုံးဆင်းနေဗျာနော်6လေးပေါင်းတော့6လေးပေါင်းတော့3တလုံးကနောက်တည့်တန်းဆင်းနေဒီမှာဆိုလို့ရှိရင်ဒါ16ပေါင်းတော့ခွန်တလုံးနောက်တည့်မှာတန်းပြီးတော့ဆင်းပါတယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်လည်း3တလုံးနောက်2ရက်မြောက်တဲ့နေ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ3ရက်မြောက်တဲ့နေ့ဆင်းပါတယ်ဗျအဲ့တော့အလေပါဝါဖြစ်ပြီဆိုလို့ရှိရင်ပါဝါကဏ္ဍနှလုံးကိုပေါင်း38ပေါင်းတော့ကျွန်တော်ဒါ1တလုံးကကျွန်တော်ဒါဒီလိုယူတဲ့မသက်အရာဆိုလို့ရှိရင်မြန်လင်းချက်ချင်းများသောအဖြစ်3ရက်တွင်2ရက်တွင်ကိုကျွန်တော်တို့3.1ထွက်ပါတယ်ဗျနော်အဲ့တော့ကိုသူရအနေနဲ့ကကျွန်တော်မိတ်ဆွေများကျွန်တော်ဒါ AI နဲ့ဒီလိုမျိုးဗီဒီယိုလေးလောက်တာလေးကိုလည်းကျွန်တော်ပြန်ပြီးတော့နောက်ရက်မှာတင်ပြတော့မှာဖြစ်တယ်ဒီလိုမျိုးကလင်နာလေးကိုထောက်ပြီးတော့ပြတာလေးကိုလည်းကျွန်တော်မိတ်ဆွေများစိတ်ဝင်စားကြလားကွန်မန့်မှာရေးပြခဲ့ပါကျွန်တော်မိတ်ဆွေတို့ရဲ့အမြင်လေးပေါ့ဗျာနော်မိတ်ဆွေတို့ကြိုက်နေတဲ့ပုံစံအရာကိုသူကဒါပြောင်းလဲပြီးတော့တင်ပြတော့မှာဖြစ်တယ်ဗျပြောမှဆိုလို့ရှိရင်ကလင်နာနဲ့ထောက်ပြတာဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများကလင်နာကိုလည်းအတူတူလိုက်စစ်ဖို့အတွက်
လိုက်စစ်ပြီးသားလည်းဖြစ်မယ်ဗျာနော်ဒီလိုချက်ကြီးကဒီလိုရှိတယ်ဆိုတာကိုကျွန်တော်ရဲ့အမြင်လေးတွေကိုချပြလို့လေကျွန်တော်မိတ်ဆွေများကကလင်နာလေးတွေလည်းကြည့်ပြသွားမယ်ဗျကဲဒါလေးကိုကျွန်တော်မိတ်ဆွေများအမြင်လေးတွေကိုကိုယ့်မှာရေးသွားပြီးခဲ့ပါလိုက်လက်မလေးတွေနှိပ်ခဲ့ပါဗျာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတစ်တလုံးကျွန်တော်တို့3ရက်မြောက်နေ့ဆင်းနေဒီမှာဆိုလို့ရှိရင်တစ်တလုံးနှစ်ချက်ရိုက်ပြီးတော့ကျွန်တော်နောက်တစ်ရက်မှာဆင်းနေဗျာနော်ကဲဒီမှာဆိုလို့ရှိရင်9တလုံးနောက်တစ်ရက်မှာတန်းဆင်းနေကဲအဲ့တော့ကျွန်တော်ကတော့အကုန်လုံးအလုံးစုံတော့ကျွန်တော်တို့ဒါနောက်ချက်တွေကိုတော့အများဆုံးတော့မှန်နေမှာပဲเนาะနောက်ကြလို့ရှိရင်လည်းတပင်းတပင်းခုကျွန်တော်တို့ဒါအလေပါဝါဖြစ်လို့ကျွန်တော်တို့ဖြစ်တဲ့ပါဝါ break ကကျွန်တော်တို့35ချက်မှာလုံရောကျွန်တော်တို့5ချက်လောက်ပဲဒါနောက်ကြတာဆိုတော့ဒီ formula ကကြတော့ကျွန်တော်အားကောင်းနေပြောရမယ်နောက်တစ်ခုအနေနဲ့ပတ်တီး unit ကလည်း break power အလေပါဝါဖြစ်ပြီဆိုလို့ရှိရင် power ကဏ္ဍနှလုံးပေါင်းခြင်းရလက်ကလည်းကျွန်တော်ပတ်တီးအနေနဲ့ထုတ်တာကလည်းလုံရောကျွန်တော်5ချက်လောက်ဆိုတော့ဒီ power break နဲ့ကျွန်တော်ဒါပတ်တီးကအလေပါဝါမူရဲ့မှန်နိုင်လို့တော့ပြောလို့ရပါတယ်ဗျာနော်ကဲဒီမူလေးကိုမှတ်ထားပြီးပါဗျာနော်အဆင်ပြေတယ်ဆိုလို့ရှိရင်ကိုမန်မှာဒီမူအချက်ရည်လေးတွေကိုbreak up လို့ထုတ်တယ်ပတ်တီးကလို့ထုတ်တယ်ရေးပြခဲ့ပါဗျာနော်နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့ကဲလာမယ့်ပေါ့ဗျာနော်လာမယ့်ကျွန်တော်ဒါ10ရက်9ရက်10ရက်17ရက်12ရက်ဒီ9ရက်အတွင်းကျွန်တော်မိတ်ဆွေများဝယ်စရာမလိုဘဲနဲ့ဒီဇာရိုးကစားလို့ရမယ်ပတ်တီးကကျွန်တော်ဒါအလေပေါ်ဝမူရ9ပတ်တီးနဲ့9-3 break ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကိုသူကဒါလက်ဆောင်လေးပါလိုက်မယ်အပတ်တိုင်းမှာဒီကလီနာတစ်ပြေလုံးကိုဒီအခွေထုတ်သွားလို့ရတယ်ဗျအခွေကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒါဂျာတာဘရီနဲ့တောက်ကြနေပြည့်ရရှိတယ်ဆိုလို့ရှိရင်တော့ချွန်းချက်ပေါ့ဗျာနော်ကဲဒီမှာဒါရဆိုလို့ရှိရင်ဒါကျွန်တော်ဒါအခွေထုတ်လို့ရတယ်ဗျဂျာတာဘရီနေမနက်ထိတ်တောက်ကြနေမနက်ထိတ်ပေါ့ဗျာနော်ဒါကိုသူရရဲ့မူမက်သက်ဖြစ်တယ်ဗျဂျာတာဘရီနေမနက်ထိတ်တောက်ကြနေမနက်ထိတ်နှလုံးပေါင်းခြင်း36ပေါင်းတော့6ရတယ်အဲ့တော့6ပါဝါ1 6နှစ်ခတ်9ပါဝါ4 6 1 9 4လုံးအပူပါအခွေမွေးလို့ရတယ်ဗျာနော်အရင်တစ်ပတ်ရပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီတစ်ပတ်ပဲကြည့်ပြီးသွားလိုက်မယ်အချိန်ကြီးကြာမှာဆိုလို့ဗျာနော်ကျွန်တော်တို့ဒီမှာရှင်းနဲ့2နဲ့ပေါင်းတော့ကျွန်တော်တို့ဒါ3ညပေါ့ဗျာနော်3ညကိုယူမယ်3ညပါဝါ9 3ညပါဝါ9 3ညရဲ့ပါဝါက9နက်ခတ်ကကျွန်တော်တို့ဒါခွန်3ညနက်ခတ်ကခွန်ပါဝါ2တော့ခွန်2 9 3ညအခွေကဒီမှာဂျာတာဘရီနီမှာ3ည2ဆိုပြီးတော့ထုတ်ခဲ့ပါတယ်ဗျကဲဒီအခွေယူပုံယူနည်းကလည်းတက်သက်စာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေများမှတ်သွားပြီးခဲ့ပါအများတွေးမြင်အောင်လို့လည်းဒါလိုက်လက်မလေးတွေနှိပ်ပြီးတော့ကွန်မန့်မှာမူအချက်ကြီးကဘာဖြစ်ရင်ဘာဖြစ်တယ်ဆိုတာလေးကိုမှန်ထားပြီးခဲ့ပါဗျကိုတူရကနောက်ထပ် formula video file တွေကိုတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေကဒူးဒီကိုဝါသနာပါလို့ကစားတာပဲဖြစ်ဖြစ်ကိုမှစပြီးတော့ formula မူတွေကိုလေ့လာတာပဲဖြစ်ဖြစ်ကျွန်တော်ကိုတူရ channel ကဒီလို formula တွေကိုအမြဲတမ်းတင်ဆက်တော့ပြီးမှဖြစ်ပါတယ်မိတ်ဆွေတို့တွေ့အထောက်ကူပြုမယ်လို့ထင်နေဆိုလို့ရှိရင် like လက်မလေးကိုတူရတွေ့အားပြီးဝင်ရန်ခဲ့ပါနောက်ထပ်တင်တဲ့ video file တွေကိုတင်တိုင်းတွေ့အောင်လို့လေchannel ကို subscribe လေးလုပ်ထားပြီးခဲ့ပါဗျအဲ့တော့အနီးကဲကျွန်တော်တို့ဒါမနေ့ဖြန်အတွက်10ရက်နေ့တနင်္လာနေ့ကျွန်တော်6လပိုင်းအတွက်မေယောခွတ်တီကိုကိုတူရရဲ့ Telegram Viber channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အဲ့တော့အနီးကဲ channel တွေဖြစ်တဲ့အတွက်ကြောင့်မလို့တင်တာတွေကိုအကုန်လုံးအကုန်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Telegram Viber channel ကိုကျွန်တော်ရဲ့ YouTube channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဝင်ရောက်ကြည့်ရှုဖို့အခက်အခဲရှိတယ်ဆိုလို့ရှိရင်လည်းcomment မှာ Telegram လေးနဲ့ Viber link ကိုချက်ထားပေးခဲ့ပါမယ်ဗျအားလုံးပဲရှင်နှမ်းချမ်းမြေ့ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ထာဝရပြည့်စုံပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒများတစ်လုံးတစ်ဝပြည့်စုံကြပြီးတော့မြင်မမြင်အနောက်ရှေ့ဒါစီများကင်းဝေးပပျောက်ကြပါစေဗျကျွန်တော်နောက်ထပ် formula video file နဲ့အတူပြန်လည်ပြီးတော့တွေ့ကြပါမယ်